အတွင်းရေးမှုမလေးဟာတားဖြစ်သူကိုအလုတ်ခေါ်လာခဲ့ပေမဲ့စိုးသွန်းတဲ့ကောင်လေးကဆဲလ်စီကိုတန်းပြေးသွားပြီးသူ့ကိုဖခင်ဖြစ်ပေးဖို့တောင်းဆိုလိုက်တဲ့အမျိုးသမီးကအလျင်မြန်ပြေးလာပြီးတောင်းပန်ကားသားကိုပြန်ခေါ်သွားခဲ့တယ်သူမကထိုင်ကုန်မှာပဲငြိမ်ထိုင်နေဖို့တတိပေးခဲ့ပေမဲ့ကော်ပီကူကိုခဏထွက်သွားတဲ့အချိန်မှာတော့ကလေးကဆဲလ်စီကိုထပ်ပြေးသွားပြီးအိမ်သာလိုက်ပို့ပေးဖို့တောင်းဆိုခဲ့တယ်အမျိုးသမီးမရှိတာကိုမြင်တဲ့ရှူကကူညီပေးဖို့ပဲရွေးချယ်စရာကြံတော့တယ်အဲ့ဒီအချိန်မှာတန်းစီကင်ထားတဲ့ဝန်ထမ်းတယောက်ဖျက်လျှောက်သွားပြီးသူတို့နှစ်ယောက်လုံးတစ်ချိန်နဲ့နှာချေလိုက်ကြတယ်အဲ့ဒီအခါရှောကကလေးမှာသူ့နဲ့တူတဲ့ဝုံမုံတမတဲမှုရှိနေကြောင်းသတိထားမိသွားတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးကအလင်းအမြန်ရောက်လာပြီးသူ့အတွေးတွေကိုဖျက်တောက်လိုက်တယ်ဒါပေမဲ့ဆရာရဲ့စိတ်ထဲမှာတော့သူ့အတွင်းရေးမှုဟာလွန်ခဲ့တဲ့6နှစ်ကသူရှာဖွေနေခဲ့တဲ့အမျိုးသမီးဖြစ်နိုင်တယ်ဆိုတဲ့တန်တရားဝင်လာခဲ့တယ်လွန်ခဲ့တဲ့6နှစ်တုန်းကအဲ့ဒီအမျိုးသမီးဟာအရက်မှုပြီးနောက်သူနဲ့တညတာအတူရှိခဲ့ဘူးတယ်ဒါပေမဲ့အလင်းအမြန်ထွက်သွားခဲ့တာကြောင့်လက်ကောက်တစ်ခုကိုဟိုတယ်ခန်းထဲမှာကြံခဲ့တဲ့ဆိုကအဲ့ဒီလက်ကောက်ကိုတွေ့ပြီးပိုင်ရှင်ကိုရှာဖို့လက်ထောက်ကိုအနှံခဲ့ပေမဲ့အမျိုးသမီးကနိုင်ငံခြားမှာပညာဆက်တင်ဖို့ထွက်ခွာသွားခဲ့ပြီးသားဖြစ်နေခဲ့တယ်6နှစ်ကြာပြီးနောက်သူမဟာတားဖြစ်သူနဲ့အတူပြန်လာခဲ့ပြီးကုမ္ပဏီတစ်ခုမှာအလုပ်ရခဲ့တယ်ဒါပေမဲ့အဲ့ဒီကုမ္ပဏီရဲ့ဆိုတားရဲ့ဖခင်ရင်းဖြစ်နေမယ်လို့တော့မထင်ထားခဲ့ဘူးကံကောင်းစွာနဲ့စားကလည်းသူမကိုမမှတ်မိခဲ့ဘူးသူမရဲ့အလုပ်ကိုင်စွမ်းရည်နဲ့အမှုအကျင့်ကိုသဘောကျခဲ့တာကြောင့်ကိုရေးကိုတာအတွင်းရမှုဖြစ်ခန့်အပ်ဖို့ဆုံးဖြတ်ခဲ့တယ်